အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝင်းကိုဒီပညာနဲ့ပတ်စံဝင်အောင်လုပ်လို့ရတဲ့နည်းတွေရှိလားပြောပြပေးပါလားဆိုပြီးမှဝင်းကိုလာမေးထားကြရပါတော့ဒါဝင်းအတင်တန်းတူတခြားညီမလေးစုမွန်လည်းမေးထားရဲ့ဝင်း comment တက်ရှာကြည့်ရပြန်မတွေ့တော့လို့ပေါ့နော်ဝင်းဖြေမယ်နဲ့မဖြေအားပဲနဲ့အကြာကြီးဖြစ်ထားမိတယ်လို့ဖြစ်သွားရင်တောင်းပန်ပါတယ်အဲ့တော့ပထမဆုံးဝင်းဒီ fashion illustrator အလုပ်နဲ့ဝင်ငွေရှာလို့ရလားဆိုရှာလို့ရပါတယ်ဝင်းတို့မေးမယ်ဆိုရင်မေးလည်းမေးချင်စရာပဲပေါ့နော်ဝင်းတို့ကကြတော့ပချီ line ပဲဒါပေမဲ့ fashion နဲ့လည်းပတ်သက်တဲ့ line ဆိုတော့ဝင်းတို့ဝင်ကိုရှာလို့ရပါတယ်အခုခေတ်မှာလည်းဝင်းတို့ fashion illustrator အလုပ်နဲ့ရက်တည်နေတဲ့သူတွေလည်းအများကြီးပေါ့နော်ဒါပေမဲ့ဝင်းတို့မြန်မာပြည်မှာတော့ပေါ်ပေါက်ခဲ့တာနည်းနည်းတော့နောက်ကျတယ်နိုင်ငံတကာမှာတော့တော်တော်လေးတုံးနေပြီဒါပေမဲ့ဝင်းတို့ရှာလို့ရတဲ့ဒီပညာနဲ့ဝင်းတို့fashion illustrator ပညာနဲ့အလုပ်ရှာလို့ရတဲ့အကြောင်းရင်းအချက်၅ချက်ကိုဝင်ပြောပြပေးထားပါမယ်အဲ့တော့ဝင်တဲ့သူအဆုံးထိကြည့်ကြည့်ပေးအောင်နော်အဲ့တော့ပထမအဆုံးအနေနဲ့ဝင်ပြောမယ်ဆိုရင်ဒီ fashion illustrator မှာ hobby career ပဲhobby ပါလို့ပဲဖြစ်ဖြစ်ဝင်တို့ career တစ်ခုအနေနဲ့ရွေးချယ်တော့မယ်ဆိုရင်ပထမဆုံးချက်အနေနဲ့ဝင်တို့ artist တွေတိုင်းတည်ပြီးသားဖြစ်တဲ့ freelance commission ပဲဖြစ်ပါတယ်ဒါကဝင်တို့ freelance commission လက်ခံတာပဲဖြစ်ပါတယ်အဲ့တော့ဝင်တို့fashion illustrator မှာဆိုရင်တော့ဝင်တို့ကတပွက်စာ design တွေကိုပါထည့်ပြီးမှဆွဲတာဖြစ်တဲ့အတွက်ကြောင့်ဝင်တို့က design service ကိုပါပေးလို့ရပါတယ်အဲ့တော့ freelance အနေနဲ့လုပ်လို့ရတာပါဒါကတော့အဲ့တော့ window ပြန်မြပေါ့နော်ဝင်းတည်ထားတဲ့အနေအထားနဲ့ဆိုရင်ဝင်တို့အခြေခံ3000ခွဲကနေ3000ခွဲကနေ Windows တသိန်းကျော်ထိရှိတယ်ဒီဇိုင်းတစ်ခုကိုပေါ့နော်အဲ့တော့ Windows ဒါ freelance အနေနဲ့လုပ်ချင်တဲ့ညီမလေးတွေဆိုရင်လည်းဒီ fashion illustrator လောက်ကနေ Windows income ချလို့ရတဲ့အချက်ကိုဝင်ပြပြပေးရပါနံပါတ်1အနေနဲ့ဆိုရင် Windows ကfashion brand တွေနဲ့ collaboration လုပ်တာပါ fashion brand တွေနဲ့ collaboration လုပ်တဲ့အခါမှာ Windows ကဒီမြန်မာနိုင်ငံမှာတော့တိတ်မသုံးတယ်တခြားနိုင်ငံမှာတော့တော်တော်လေးသုံးတယ်ပါပါတယ်ဘာလို့ဆို Windows က Trapita design တွေကို illustration ဆွဲပြီးမှကြော်ညာတဲ့အပိုင်းမှာထည့်ပြီးမှသုံးတာပါ marketing ပိုင်းပေါ့နော် marketing ပိုင်းမှာ Windows fashion illustrator ကလည်းတောင်းတနေရပါပါတယ်အဲ့တော့ fashion illustration ကို Windows က fashion brand တွေနဲ့တော့ collaboration လုပ်လို့ရပါတယ်မြန်မာပြည်မှာလည်းလုပ်နေတဲ့ fashion illustrator လေးတွေအများကြီးရှိပါတယ်အဲ့တော့ဒါကနှစ်ချက်မြောက်တော့နော်နံပါတ်3ချက်ကကြတော့ Windows digital printing က Windows digital art style digital ဆွဲတဲ့သူတွေမှာပုံမှန်အသုံးများလို့ရပါတယ်Windows illustrator တော်တော်များများတောင်းကြတယ်ပေါ့နော် Windows digital print လုပ်ပြီးမှပြန်ရောင်းတာပါ t-shirt မှာဖြစ်ဖြစ် Windows top box မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ခွက်လေးတွေထီးလေးတွေမှာ Windows digital printing လုပ်ပြီးမှ product တွေကိုပြန်ပြီးမှ selling လုပ်တဲ့အပိုင်းပါအဲ့ဒါဆိုရင် Windows နံပါတ်3ချက်အဲ့မှာဆိုရင်တော့ digital printing product ပေါ့နော်အဲ့ဒါနံပါတ်4ကျတော့ Windows ဘာဖြစ်မလဲဆိုရင် online class နဲ့ tutorial sharing ပါဒါကတော့ fashion illustrator တော်တော်များများလုပ်နေကြတဲ့နည်းဆိုလည်းမဝင်းကိုတာနေလုပ်တယ်ပေါ့နော်ဒီ Windows sharing ပညာဒါန sharing တွေလုပ်ပေးလို့ရတယ်ဒီအကြောင်းအရာတွေကိုစိတ်ဝင်စားရင်ညီမလေးတွေကိုဒီတင်တန်းတက်ဖို့ဝင်ငွေအားဖြင့်မရဘူးချိန်အားဖြင့်မရဘူးဆိုရင်ညီမလေးတွေအတွက်tutorial လေးလုပ်ပေးခြင်းအားဖြင့်ဝင်လို့ပြန်ပြီးမှ sharing လုပ်ပေးလို့ရတယ်ပေါ့နော်နံပါတ်4ချက်က Windows online class ကဝင်းကိုတိုင်လည်းဖွင့်ထားပါတယ်ဝင်းဖွင့်ထားတဲ့တင်တန်းတွေဆိုရင် Windows fashion illustrator မှာဆိုရင် Windows က digital နဲ့ hand drawing class traditional class ဆိုမှ နှစ် class ရှိပါတယ်ဝင်းကိုတိုင်လည်းဖွင့်digital မဟုတ်ဘဲနဲ့ hand drawing class မှာဆိုရင်ဝင်က level 1 level 2ဆိုမှ2တန်းခွဲထားတယ်တစ်တန်းကကျတော့ Windows basic class level 2ကျတော့ Windows advanced class ပေါ့နော် texture တွေပါမယ်fabric texture တွေပါမယ် portfolio စောက်တဲ့အပိုင်းလည်းပါမယ်အဲ့ဒါလေးကိုဝင်ကထည့်ပြီးမှတင်ထားပေးရဲ့ level 1မှာကျတော့ Windows move book လည်းထည့်ပြီးမှတင်ထားပေးရဲ့ move book ဒါပေမဲ့အခြေခံပေါ့နော်စုတုပြုအနေထားလောက်ပဲရှိသေးတယ် level 3မှာတော့ Windows ပုံမြင့်တဲ့အပိုင်းကိုထည့်ပြီးမှတင်ထားပေးပါတယ်အဲ့တော့ဒါက Windows online class နဲ့တွားတဲ့နံပါတ်4ပေါ့နော်tutorial sharing နဲ့ online class ဒါကနံပါတ်4 income tutorial ကတော့ Windows sharing လုပ်ပေမဲ့ပတ်စံတော့မရဘူးကုလို့တော့ရတယ်ပေါ့နော်ဘာလို့ဆို Windows ပညာဒါန sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်4က online class လည်းပါတဲ့အတွက်ကြောင့်ဒီမှာလည်း Windows income ဝင်အောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုထိတ်မှပြောပြပေးနံပါတ်5ကတော့အကောင်လုံးနီးပါးတည်ပြီးသားဖြစ်တယ် Windows social မှာ Windows personal branding စောက်တဲ့အပိုင်းပေါ့နော် personal branding ကအခုနောက်ပိုင်းမှာဆိုရင်အကတက်တဲ့ညီမလေးဆိုအကနဲ့သူတို့TikTok ကိုလူသိများအောင်လုပ်ကြတယ် Windows ကျတော့ Windows ဆွဲတတ်တဲ့ပုံတွေနဲ့ Windows
tutorial sharing တွေလုပ်တယ်Windows ဆိုတဲ့ project လေးတွေသင်ပေးတယ်အဲ့လိုချင်းအပြင်ပဲ Windows ကပညာဒါနအားလေးတွေကိုလည်း sharing လုပ်ပေးရချင်း personal Windows ရဲ့ personal branding ကိုစောက်တယ်ပေါ့နော်အဲ့တော့ညီမလေးတွေလည်းဒီလိုနီးနဲ့ Windows တွားပြီးမှစောက်လို့ရတယ်ရှာလို့ရတယ်ဆိုတဲ့အကြောင်းကိုဝင်ပြပြပေးချင်တာပါအဲ့တော့နောက်ဆုံးအနေနဲ့ဝင်ပြန်ပြောပြချင်တာက Windows income ဝင် fashion illustrator အနေနဲ့ income ဝင်အောင်လုပ်လို့ရတဲ့အချက်၅ချက်ရှိတယ်ပထမဆုံးချက်က freelance commission ပေါ့နော် design စားပြီးလည်းလက်ခံလို့ရတယ်ပြီးတော့brand တွေနဲ့ collaboration လုပ်လို့ရတယ်နံပါတ်3အနေနဲ့ digital printing လုပ်ပြီးမှ printing product တွေကိုပြန်ပြီးမှရောင်းလို့ရတယ်နံပါတ်4ချက်ကကျတော့ online class ဖွင့်တာပေါ့နော်အဲ့အနေလည်းဝင်တော့ income ဝင်ပါတယ်အဲ့တော့နံပါတ်5ချက်ကတော့ personal branding စောက်ရင်းနဲ့ပဲဝင်တော့လူသိများလို့ရင်းနဲ့လူသိများတော့ဆိုပါရောင်းလို့ရတယ်ဆိုတာလူတိုင်းဒီပန်းသိပြီးလောက်ပြီဖြစ်ပါတယ်အဲ့တော့ကြောင့်ဝင်ဒီနေ့ပြောချင်တဲ့အကြောင်းအရာနဲ့ဒီညီမလေးမေးထားတဲ့အကြောင်းအရာလေးတွေကဒီလောက်ပါပဲအဲ့တော့နောက်ထပ်သိချင်တာလေးတွေရှိရင်ဝင်ကို comment မှာမေးထားလို့ရပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်